အားလုံးပဲမင်္ဂလာပါရှင်။ Asia အင်ဂျင်မြန်မာ Travel and Tour ကနေပြီးတော့လာတိုင်းထွက်ပြတဲ့ခရီးစဉ်လေးတစ်ခုဖြစ်တဲ့အပြင်ထွက်တိုင်းလဲလူပြေးနေတတ်တဲ့ Vienna ခရီးစဉ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီခရီးစဉ်လေးကလက်ရှိမှာလဲ Trend ဖြစ်နေပြီးတော့ Asia အင်ဂျင်မြန်မာ Travel and Tour က Vienna ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Danube City ဟွေအန်ပနဟီ9ရက်တာခရီးစဉ်လေးပဲဖြစ်ပါတယ်။ဒီခရီးစဉ်လေးမှာပါဝင်မဲ့လဲပတ်နိုင်တဲ့နေရာတွေကတော့တောင်ပတ်လမ်းလေးတွေကိုဖြတ်တန်းသွားရတယ်။ချစ်စရာဟွေ City နဲ့လန်ကိုဘီချ်အနုပညာလက်ရာတွေနဲ့လှပနေတဲ့ခိုင်တိဖီကူပိတ်မှန်ဘာသာရေးပွဲတွေပြုလုပ်ကြတဲ့တင်းမြူပကိုရာကရစ်မိသားစုဝင်တွေနေထိုင်တဲ့ Imperial Citadel အမေကျော်အမွှေးတိုင်တွေထုတ်လုပ်တဲ့ Trisa Insect Village ကပ္ပအလှဆုံးကမ်းခြေစရင်ဝင်မိုင်ခေးကမ်းခြေရင်ခုန်စိတ်ဝင်စားစရာဘတ်စကတ်ပုတ်စီလို့ရတဲ့Coconut Villageဒါဒီမကသေးပဲ16ရာစုခေတ်ကပင်လယ်စိတ်ကမ်းမျိုးဖြစ်ပြီးတော့မီးပုံးလေးတွေနဲ့အရန်လာတဲ့ဟွေအန်China Town နဲ့ Japanese Town ကိုဆက်သွယ်ထားတဲ့အနုပညာလက်ရာမြောက်တဲ့ Chinese Cover Bridge ကမ္ဘာရှိဆုံးကေဘေကားစီးပြီးတော့သွားရမယ်ဘနာဟီတောင်ပေါ်မှာရှိရဲ့နာမည်ကျော်ရွှေလက်တတာနဲ့ APEC Garden ဓာတ်ပုံရိုက်ဖို့အလှဆုံးဖြစ်တဲ့ပြင်သစ်ရွာနာမည်ကျော်အချစ်တတားလေးမှာချစ်ချင်းရဲ့တင်ကေတာအချစ်တော့ကလောက်လေးတွေနဲ့အတူ Green နိုင်ငံ Santorini ကအင်္ဂလိပ်တွေတိုင်းပြင်ဆင်ထားတဲ့ Sundra Peninsula Marina Cafe မှာလည်းကော်ဖီလေးတောက်ရင်ဓာတ်ပုံလှလှလေးတွေရိုက်လို့ရအောင်ပါပါနော်ဒါအပြင်ဟန်မြစ်ထဲမှာတင်မောစီရင်နဂါတရာမီမုံရေမုတ်တာတွေကိုကြည့်လို့ရမှာဖြစ်ပြီးတော့ကလေးရောလူကြီးပါဆော့ကစားလို့ရတဲ့ Fantasy Park ကွယ်ရင်မယ်တော်ရုပ်ထုရှိရာလင်းနက်ပကိုရာဒါနန်းမြို့မှာရှိရဲ့မာဘယ်တောင်နဲ့ Nanook Stone Village အိုးဝိုင်ဥမြင့်လိုင်ကောင်းနဲ့ Orchid Garden လက်ဆက်ပြီးတော့အရသာရှိသုံးဆောင်ရမယ် Barbecue Buffet အပြင်အိမ်ပြန်လက်ဆောင်တွေဝယ်ယူရမယ် Tandoor Shop ဟမ်မားကတ်နဲ့ Vicom Plaza တို့ကိုလည်းပို့ဆောင်ပေးအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုလိုစုံစုံလင်လင်ပါရှိရဲ့ဒီခရီးစဉ်လေးကို Asia အင်ဂျင်မြန်မာ Travel and Tour Page ရဲ့အောက်ပါဖုန်းနံပါတ်တွေကနေအသေးစိတ်ဆက်သွယ်စုံစမ်းလိုက်တော့နော်။